မိုင်းတစ်လျှောက်ဖက်ဒရယ်ပြည်ထောင်စုတွေဘလို့ပေါ်ပေါက်လာတယ်လေဖက်ဒရယ်ပြည်ထောင်စုတွေဟာပုံသဏ္ဍာန်နှမျိုးနဲ့ပေါ်ပေါက်လာတာကိုတွေ့ရှိရပါတယ်ပထမတစ်မျိုးကအပြင်ပေါင်းစည်းမှုဖက်ဒရယ် Coming Together Federalism လို့ခေါ်ဆိုပြီးနောက်တစ်ခုကတော့အတွင်းပေါင်းစည်းမှုဖက်ဒရယ် Holding Together Federalism လို့ခေါ်ဆိုကြပါတယ်အပြင်ပေါင်းစည်းမှုဖက်ဒရယ် Coming Together Federalism မှာဒီကြလွတ်လပ်တဲ့ဒေတာသို့မဟုတ်တိုင်းပြည်တွေဟာနိုင်ငံတစ်ခုအနေနဲ့လာရောက်ပေါင်းစည်းပြီးပြည်ထောင်စုတစ်ခုအနေနဲ့ပေါ်ထွန်းလာတာမျိုးဖြစ်ပါတယ်။ဒါတကားအနေနဲ့ကတော့အမေရိကန်ပြည်ထောင်စုရဲ့ Federal စနစ်ဟာအပြင်ပေါင်းစည်းမှုပုံသဏ္ဍာန်ပဲဖြစ်ပါတယ်။ဗြိတိရှားရဲ့အစိုးရကိုတော်လှန်ရေးစစ်ပွဲဆင်နွှဲရာကနေအမေရိကန်ကိုလိုနီနယ်မြေတွေဟာအစိုးရတရက်အနေနဲ့ဘုံကျိုးစည်းပွားများကိုအခြေခံပြီးပေါင်းစည်းကြတာမျိုးဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာ Federal စနစ်ကိုမကျင့်သုံးနိုင်ခင်မှာပြည်နယ်တွေကို Confederate အနေနဲ့စုစည်းခဲ့ပါတယ်။အဲလိုစုစည်းတဲ့အခါဗဟိုအစိုးရရဲ့လုပ်ပိုင်ခွင့်အာဏာတွေကိုအဖွဲ့ဝင်နိုင်ငံတွေကနေစုပေါင်းပြီးအကန့်အသတ်နဲ့သာပေးအပ်တဲ့ပုံစံမျိုးသာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ပြည်ထောင်စုနဲ့သက်ဆိုင်တဲ့ကဏ္ဍတွေမှာလုပ်ပိုင်ခွင့်အာဏာပြေဝရှိတဲ့ဗဟိုအစိုးရဦးဆောင်တဲ့ Federal ပြည်ထောင်စုကိုတည်ထောင်နိုင်ခဲ့ပါတယ်။အတွင်းပေါင်းစည်းမှု Federal Holding Together Federalism မှာတော့ငကိုမူလနိုင်ငံတစ်ခုထဲမှာမတူညီတဲ့လူမျိုးစုတွေယဉ်ကျေးမှုတွေကွဲပြားခြားနားတဲ့ပထဝီဒေသတွေမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အုပ်ချုပ်ခွင့်တွေပေါ်ပေါက်လာအောင်အာဏာခွဲဝေမှုတွေလှုပ်ဆောင်ရာကနေ Federal ပြည်ထောင်စုအဖြစ်ပြောင်းလဲထူထောင်တာဖြစ်ပါတယ်။ဒါတကားအနေနဲ့ကတော့အိန္ဒိယနိုင်ငံရဲ့ Federal စနစ်ဟာအတွင်းပေါင်းစည်းမှုပုံသဏ္ဍာန်ပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဟာအင်္ဂလိပ်ကိုလိုနီဖြစ်ကနေလွတ်လပ်ရေးရရှိခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တိုင်းပြည်အတွင်းမတူညီတဲ့ပထဝီဒေသတွေနဲ့ဘာသာစကားရည်ကြီးမှုမတူညီကြတဲ့မျိုးနွယ်စုတွေစုပေါင်းနေထိုင်ကြတာဖြစ်လို့အတူကွဲပြားတဲ့ဒေသတွေကြားတည်ငြိမ်အေးချမ်းမှုနဲ့တန်းတူခွင့်ရေးတွေရရှိစေဖို့ဖက်ဒရယ်စနစ်ကိုထူထောင်ကျင့်သုံးခဲ့ပါတယ်။ပထဝီဒေသဘာသာစကားနဲ့မျိုးနွယ်စုတွေကိုခြေပြုတဲ့တိကျလွတ်လပ်တဲ့စီရင်စုတွေမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အုပ်ချုပ်ခွင့်တွေကိုအခြေခံဥပဒေအရအာမခံချက်တွေပေးအပ်ပြီးဗဟိုအစိုးရနဲ့ပြည်내အစိုးရတွေကြားလုပ်ပိုင်ခွင့်အာဏာတွေကိုခွဲဝေကာပြည်ထောင်စုတစ်ခုဖြစ်ထူထောင်နိုင်ခဲ့ပါတယ်။အပြင်ပေါင်းစည်းမှုနဲ့ထူထောင်ထားတဲ့ Federal ပြည်ထောင်စုပဲဖြစ်ဖြစ်အတွင်းပေါင်းစည်းမှုနဲ့ထူထောင်တဲ့ Federal ပြည်ထောင်စုပဲဖြစ်ဖြစ် Federal စနစ်ရဲ့အရေးကြီးတဲ့ချက်ကတော့ဗဟိုအစိုးရနဲ့ပြည်내အစိုးရတွေကြားမှာလွှမ်းမိုးမှုမရှိဘဲအခြေခံဥပဒေအရပေးအပ်ထားတဲ့လုပ်ပိုင်ခွင့်အာဏာတွေကိုလွတ်လပ်စွာကျင့်သုံးနိုင်မှုပဲဖြစ်ပါတယ်။ဒါမှသာပြည်ထောင်စုမှာပါဝင်တဲ့ Federal Unit တွေကြားကိုယ်ကံကြမ္မာကိုဖန်တီးခွင့်တန်းတူညီမျှမှုနဲ့အတူပြည်ထောင်စုတစ်ခုလုံးတွင်တည်ငြိမ်မှုနဲ့ဘုံကျိုးစည်းပွားဖြစ်ထွန်းပေါ်ပေါက်အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။